အားလုံးပဲမင်္ဂလာပါအားလုံးပဲတယောက်ချင်းစီအစ္စလာမ်အလိုင်ကွမ်ကျွန်မဒီ post လေးရတော့ဗာပြောချင်လဲဆိုတော့ဒီတနင်္လာနေပြီးတော့ဗုဒ္ဓဟူးပေါ့နော်တစ်ပတ်မှာ3ရက်ကျွန်မမြန်မာစာလေးတွေသင်ကြားပို့ချပေးမှာဖြစ်ပါတယ် online class အနေနဲ့ပေါ့နော်ကျွန်မဒီမြန်မာစာလေးတွေသင်လို့သူများရှိရင် WhatsApp Messenger လေးမှာလှမ်းခဲ့ပါရှင်အခြေခံသင်ပုံကြီးပေါ့နော်သူငယ်တန်းအဲ့ဒီကနေပြီးတော့မူလာတန်းဆိုတော့၄တန်းအထိနော်၄တန်းအထိဆက်လက်ပြီးတော့အလယ်တန်းအထက်တန်းစီးပူးခြင်းလည်းရပါတယ်ရှင်နော်အစအလယ်ဆုံးသင်ကြားပို့ချပေးမှာဖြစ်ပါတယ်မိဘတွေအနေနဲ့ကိုသားသမီးလေးတွေကိုမြန်မာစာမြန်မာဘာသာမြန်မာစကားလေးကျွမ်းကျွမ်းကျင်ပြောတတ်ခြင်းနဲ့တက်စေခြင်းနဲ့ဆိုလို့ရှိရင်လာရောက်လက်ကမ်းလိုက်ပါချင်း Messenger နဲ့ WhatsApp လေးမှာစကားလာပြောပေးနော်နောက်တစ်ခုကပါလဲဆိုတော့ကျွန်မအဓိကဒီပညာရက်ကလေးကိုကျွန်မသင်ကြားလာတာ2014ပေါ့နော်2014ကနေပြီးတော့2020အထိ2020မှာကြာတော့ကိုဗစ်ကာလဖြစ်တော့နားလိုက်တာပေါ့နော်နားလိုက်တဲ့ခါကျတော့အဲ့ဒီအချိန်မှာအခုထိပေါ့ပြီးတော့ဒီကြားထဲမှာကျွန်မ line လေးမှာကြည့်တာပေါ့နော် line လေးမှာကြည့်တော့ဒီမြန်မာစာလေးကိုတည်တတ်မရှိဘူးပေါ့နော်မရှိ English ကတော့အများဆုံးရှိတယ် speaking နဲ့ spelling နဲ့အကုန်လုံးပေါ့နော် speaking spelling အရေးအဖတ်အပြောအဆိုအကုန်လုံးပေါ့ဒါပေမဲ့ English ကလည်းကဘာမှာလိုအပ်တယ်လေနော်နေရာတကာမှာသူကအသုံးဝင်တာဆိုတော့အဲ့တော့ကိုယ့်ရဲ့မွေးထားနေမွေးစားတိမြန်မာမိခင်အမိနိုင်ငံဘာသာစာစကားပေါ့နော်ဒါလေးတွေလည်းတချို့တည်းကတက်ချင်ကြတယ်သားသမီးလေးတွေကိုသင်ပေးချင်ကြတယ်အဲ့လိုမျိုးတွေလည်းရှိရနေအဲ့အတွက်ပေါ့နော်လိုအပ်တိုင်းမိဘများရှိရင်လက်ကမ်းလည်းပါရှင်နောက်တစ်ခုအဓိကအရေးကြီးဆုံးကဘာလဲဆိုတော့တချို့မိဘတွေကြတော့ဒီမှာသားသမီးလေးတွေကိုအဲ့လိုပေါ့နော်သင်ပေးခြင်းနဲ့တို့တို့ညာလည်းမိဘတွေကအခက်အခဲတွေရှိကြတယ်နိုင်ငံခြားလောကဆိုတော့ဒီလိုပါပဲကျွန်မလည်းအများကြီးနားလဲတယ်အဲ့တော့အခက်အခဲတွေတကယ်ကိုရှိတာပေါ့နော်တကယ်ကိုအဆင်မပြေတာဆိုလို့ရှိရင်လည်းကျွန်မလာရောက်ပြီးတော့ဆွေးနွေးပါတိုင်ပင်ပါပြောလို့ရပါတယ်ကျွန်မ free အနေနဲ့တပြားမှမယူဘဲနဲ့သင်ပေးမှဖြစ်ပါတယ်ရှင်နော်နောက်တစ်ခုကဘာလဲဆိုတော့ online နဲ့ကျွန်မသင်ပေးတယ်ဆိုတာဘာလဲဆိုတော့ဘယ်နေရာဘယ်ဌာနဘယ်ရက်မှာပဲဖြစ်နေလေသင်ရတာအဆင်ပြေတယ်နော် online class လေးနဲ့ဆိုတော့အိမ်ကိုလာအောင်သွားဟိုအရင်တော့လို့ပေါ့အိမ်ကိုလာအောင်သွားအောင်ကျောင်းကိုလာအောင်သွားအောင်အဲ့လိုမျိုးတွေကြတော့အခက်အခဲတွေရှိကြတယ်အခုကလည်းပို့ဆိုးတာအပြင်ထွက်တာအရင်အခက်အခဲရှိတယ်လေနော်တိတ်အဆင်မပြေကြအောင်အဲ့တော့ကျွန်မအနေနဲ့ကလေးတွေကိုစေတနာအရင်ခံစေတနာအရင်မှန်နဲ့ဝင်ခပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒီတော့တကယ်ကိုသားသမီးလေးတွေကိုသင်ကြားပေးခြင်းနဲ့ဝေငှပေးခြင်းနဲ့တက်စေခြင်းနဲ့ဆိုလို့ရှိရင်အချိန်မီလက်ကမ်းလိုက်ပါရှင်ကြည့်လိုက်ရအောင်ဒါလေးကကျွန်မသမီးလေးရသူ့ရဲ့တနေတာပေါ့နော်သူအမြဲတမ်းအဲ့လိုလေကျွန်မသူ့ကိုအဲ့လိုစီကန်းလေးတွေပေးထားတယ်ဒါနေ့စဉ်သူလောက်ရတဲ့အလုပ်ကလေးတွေပေါ့နော်အမေကိုကူညီတာသူပဲချိန်မှာမလုပ်ရမယ်ဒီဘက်ကတော့သူဒါဝါသနာပါတာလေးပေါ့နော်ဝါသနာပါတဲ့သူပကြီးလေးတွေသူဆွဲထားတာကျွန်မနားခဲ့တာဆိုလို့ရှိရင်ဒီမှာဒိတ်ကအခုကြည့်ရှိသေးတယ်2020နော်အဲ့ဒီမှာလည်းနားလိုက်တာပါရှင်နောက်တစ်ခုကကြတော့ကျမတို့ဒီမှာ UN ရုံးမင်းကြီးကနေပြီးတော့ကျမကိုတတိတင်ပေးထားတာလေးပေါ့နော်ဒါပဲနိုင်ငံရောက်ဘယ်ဒေသရောက်ဗမာနေဒီပညာလေးကိုလုပ်ခွင့်ပေးထားတာလေးပေါ့နော်အဲ့တော့ကျမတိတိကျကျမှန်မှန်ကန်ကန်လေးသင်ပေးမှဖြစ်တယ်နော်သင်ခွင့်ရှိတဲ့ပါမစ်ပေါ့ပြောမယ်ဆိုတော့အဲ့လိုနည်းနဲ့သင်ပေးမှဆိုတော့ဘာပဲဖြစ်ဖြစ်ဒီမှာရှိတဲ့မိဘညီကိုမောင်နှမတွေတူမလေးပဲဖြစ်ဖြစ်ညီလေးတွေပဲဖြစ်ဖြစ်ဘသူ့ပဲဖြစ်ဖြစ်ပေါ့နော်သင်ကြားပေးခြင်းနဲ့ဆိုလို့ရှိရင်လက်ကမ်းလိုက်ပါရှင်ကျမတိတိကျကျလေးကိုသင်ပေးမှဖြစ်တယ်အခုခုနကအဓိကအနေနဲ့ပြောသွားတာလေးကတော့တကယ်ကိုအခက်ခဲရှိတယ်စိတ်မပြေဘူးရတယ်ကျမ free နဲ့သင်ပေးမယ်နော်တ
ကိစ္စမရှိဘူးဒါပညာဒါနပဲလေနော်ဟုတ်ပြီလားအဲ့တော့ဒီလောက်ပါပဲရှင် every Monday to Wednesday ပေါ့နော်တစ်ပတ်မှာ3ရက်သင်ပေးမယ်အချိန်ကတော့နေ့လယ်2 နာရီခွဲရနေပြီးတော့4 နာရီထိသင်ပေးမှာဖြစ်ပါတယ်ရှင်တစ်ပတ်ကို3ရက်နော်အဲ့တော့ဒီထက်အသေးစိတ်ကလေးသိချင်တယ်ဆိုလို့ရှိရင် WhatsApp နဲ့ Messenger လေးမှာဆရာမကိုလာပြီးစကားပြောကြပါနော် Okay thank you bye bye သတင်းကောင်းလေးဝင်လာလိုက်ပါတယ်ရှင်